အားလုံးမင်္ဂလာပါကျွန်တော်တော့ Bin Foundation ရဲ့အစီအစဉ်တင်ဆက်သူ Mario ခါပါပင်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့တကယ်လို့သင်ရဲ့သားကဂေးတယောက်ဖြစ်ခဲ့မယ်ဆိုရင်တင်ပါလို့မလဲပထမဦးဆုံးသင်အနေနဲ့လက်ခံပေးဖို့ကတော်တော်ခက်ခဲမှသိပါတယ်အထူးသဖြင့်တားတွေကိုမွေးထားတဲ့ဖေဖေတွေပေါ့ဒါပေမဲ့တချို့ຢာတွေကကျွန်တော်တို့ရွေးချယ်လို့မရလို့အသိပြောင်းလဲပြုတ်လို့လည်းမရပါဘူး။ဒါကြောင့်လက်ခံနိုင်အောင်ကြိုးစားပါ။အရေးကြီးဆုံးအချက်ကသူ့ကိုနားလည်ပေးဖို့ပါပဲ။ပထမဦးဆုံးကိုယ့်ရဲ့သားလေးပြောပြမဲ့သူ့ရဲ့အကြောင်းအရာနဲ့ခံစားချက်တွေကိုအရင်နားတော့ပေးစေချင်ပါတယ်။သူအနေနဲ့အများသိငင်နေပါလိမ့်မယ်။ဒါမှမဟုတ်ရှက်ရွံ့နေပါလိမ့်မယ်။ဒါကြောင့်သူ့ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်တယ်ဆိုတာကိုပြသပေးဖို့လိုပါတယ်။နံပါတ်2ချက်တော့မန်ဒယ်ခဲလို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကူးစိုက်မှုပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဂေးတွေရဲ့စိတ်ခံစားချက်ဟာပုံမှန်ယောက်ျားလေးတစ်ထက်ဆိုင်ရင်စိတ်အသက်ကြမြန်ပြီးထိခိုက်ရှလွယ်ပါတယ်။ဒါကြောင့်မို့လို့ဂေးချောင်းခခနာတည်တဲ့သူတွေနဲ့တိုင်ပင်ပါ။ကိုယ်တိုင်ပင်တဲ့သူကလည်းယုံကြည်စိတ်ချနေဖို့လိုပါတယ်။တတိယချက်ကတော့သူသွားချင်တဲ့လမ်းကြောင်းကိုပံ့ပိုးပေးပါဒီချိန်မှာကိုယ့်ရဲ့အတ္တထက်သူ့ရဲ့စံထားကိုဦးစားပေးစေချင်ပါတယ်သူရွေးချယ်မဲ့လမ်းကြောင်းကိုအကောင်းဆုံးဖြစ်စေပေးလိုက်ပါနံပါတ်4ချက်တော့ကိုယ့်ရဲ့သားကိုကာကွယ်ပေးပါဂေးတွေကိုအဓိကကာကွယ်ပေးရမယ့်သူကမိသားစုဝင်တွေပဲဖြစ်ပါတယ်ဒါကြောင့်သူတင်ငယ်စင်တဲ့စကားသူ့ကို blame တဲ့စကားတွေကိုတခြားသူတွေထက်မိသားစုဝင်အချင်းချင်းကမပြောမိဖို့လိုသလိုကာကွယ်ပေးရမှာဖို့တရားကလည်းအပြည့်ရှိပါတယ်နော်အရေးကြီးဆုံးအချက်ကတော့ I always stand with you ဆိုတဲ့စကားပါပဲဒါဟာသူ့အတွက်အကြီးမားဆုံးခွန်အားတစ်ခုဖြစ်ပါလိမ့်မယ်တင်ရတာဂေးဖြစ်သွားလို့ဆိုပြီးတော့လုံးဝစိတ်တမချပါနဲ့ဘာလို့လဲဆိုတော့အရာရာတိုင်းမှာအာသာချက်ရှိလို့အားနည်းချက်လည်းရှိပါတယ်အားသာချက်ကတော့မိသားစုနဲ့ပို့ပြီးနှီးစပ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့ဘုံမှန်ကလေးတွေထက်ဆိုင်ရင်ကိုကြီးကိုသွေးပို့ပြီးတော့တော်လာတာမျိုးဖြစ်လာနိုင်ပါတယ်အားနည်းချက်ကတော့တိတ်ခါပိုင်းဆိုင်ရာထိမ့်သိမ်းခိုင်းဖို့ပါပဲဘာလို့လဲဆိုတော့အချစ်ထက်စက်ကိုဦးဆောင်မပေးဖို့တန်ဖိုးရှိတဲ့ကြေကြောက်အဖြစ်ရှင်တန်ရက်တည်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဂေးအများစုကြုံရတဲ့ပြဿနာကတော့အခြေပြဿနာပဲဖြစ်ပါတယ်ဒါကြောင့်သူတို့အခြေအနေပတ်သက်ပြီးဝင်ရောက်မစွက်ဖက်မိဖို့နဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရှောက်လန့်ဖို့အတွက်ကိုသတိပေးထိန်းချောင်းဖို့ပါပဲနောက်ဆုံးချက်ကတော့ချမ်းမရည်နဲ့ပတ်သက်တဲ့ knowledge တွေကိုမျှဝေပေးပါဒါဆိုရင်နောက်ချိန်မှာသင်အားကိုးရမယ်ဂေးကောင်းတယောက်ဖြစ်ပါလိမ့်မယ်အခုလိုမျိုးနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အစီအစဉ်တင်ဆက်သူမာရီယိုခါပါပင်ပဲဖြစ်ပါတယ်ခင်ဗျာ